ကြားမင်းစင်းမစင်းရှင်းပြပေးပါအောင်ဖေရတဲ့ဒီမှန်လေးကအတာကြိုတာနဲ့ပတ်သက်ပြီးမေးထားတဲ့အတွက်အတာကြိုတယ်ဆိုတာတကူးလာမှာကြားမင်းလူပြေကိုစင်းတယ်ထင်ပြီးမြန်မာတွေကပန်းနွယ်ပန်းညွန့်တို့ဖြင့်ကြားမင်းကိုကြိုဆိုတာကိုပဲအတာကြိုတာဖြစ်ကြောင်းဦးစင်းရှင်းပြထားတဲ့ပို့ထဲမှာလာမှတ်ထားတာပါနော်အဲ့ဒီထဲမှာအတာကြိုတဲ့အကြောင်းကိုပဲဦးစင်းကပြောပြတာပါကြားမင်းစင်းပါတယ်လို့အတိအကျမပြောပါဘူးနော်ကြံကြာတိုင်းကြားမင်းလူပြေကိုစင်းတယ်ဆိုတာမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုရင်လူပြေမှာနှစ်ပေါင်း100ဖြစ်ပါကကြားမင်းနေတဲ့တာဝရင်သာနတ်ပြေဟာတရက်ဖြစ်ပါတယ်လူပြေမှာကြံကတစ်နှစ်တစ်ကြိမ်ကြာတာဖြစ်တဲ့အတွက်လူပြေမှာကြံကြာတိုင်းကြားမင်းစင်းရမယ်ဆိုရင်တာဝရင်သာနတ်ပြေတရက်မှာကြားမင်းဟာလူပြေကိုအကြိမ်100အစင်းအတက်လုပ်ရမှာပါနော်ဒါကြောင့်လူပြေမှာကြံကြာတိုင်းကြားမင်းစင်းတယ်ဆိုတာဟာမဖြစ်နိုင်ပါဘူးနော်